Samsung phone တက်တော့ဝယ်လာပြီဖုန်းဟောင်းထဲမှာလည်း data တွေကအများကြီးပဲခုကြီးစီပြန်ကူးဖို့ကလည်းအဆင်မပြေဘူးအရေးကြီးတဲ့ color တွေကစတစ်ခုမှမကြအောင်ဘယ်လိုပြန်ကူးကြကိုဝယ်လိုက်တဲ့ဖုန်းသစ်က Samsung ဖြစ်ဖို့တော့လိုပါတယ် Smart Switch app နဲ့ဆိုလို့ရှိရင် color တွေမကောက် contact တွေ photo တွေ message တွေအပြင်ကိုဖုန်းရဲ့ setting နဲ့အလန်းတွေအထိပါတစ်ထပ်သေးပါအောင်ကူးလို့ရပါတယ်တခုတော့ရှိရနော်ဒီနီးလန်းကကူးမဲ့ဖုန်းအဟောင်းကဘာဖုန်းဖြစ်ဖြစ်ရပါမယ်လက်ခတ်မဲ့ဖုန်းအသစ်ကတော့ Samsung ဖြစ်ဖို့တော့လိုပါတယ်လုံနည်းကတော့အရန်ကိုမြန်ပါတယ်ပထမဆုံးအနေနဲ့ data ကူးမဲ့ဖုန်းနှလုံးလုံးမှာ Smart Switch app ကိုဖွင့်ပါပြီးတော့ရင်တော့ဖုန်းအဟောင်းမှာ send data ကိုနှိပ်ပြီးတော့ရင်ဖုန်းအသစ်မှာ receive data ကိုနှိပ်ရပါမယ်ကူးကျင်တဲ့ data တွေထဲမှာကိုအဓိကလိုချင်တဲ့ color တွေကိုပါအမှန်ချစ်ပြီး trust bar ကိုနှိပ်လိုက်အောင်ပါပဲ data များတဲ့သူတွေအတွက်အကြံပေးချင်တာကတော့ wireless ကူးတာတဲ့ဆိုင်ခုလိုမျိုး Type C to Type C cable ကြိုးရင်းနဲ့ကူးတာပို့ပြီးတော့မြန်တယ်လို့ပို့ပြီးတော့လည်းတည်ငြိမ်ပါတယ်Samsung phone အသစ်ဝယ်ပြီးတော့ data တွေအကုန်ကူးကျင်နေဆိုရင်တော့ Smart Switch ကိုသာသတိရလိုက်ပါအခုလိုနည်းပညာ tips တွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့ user guide by unit ရဲ့ Facebook page TikTok channel နဲ့ YouTube channel လေးတွေကို like and follow subscribe လေးလုပ်သွားပေးပါဦးဒီဗီဒီယိုလေးကတင့်အတွက်သုံးဝင်နေဆိုရင်တော့ share သွားပေးပါဦးနော်အဆုံးထိကြည့်ကြခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ